နောက်ကလည်းစကူအဲ့မှာသူတို့ကြည့်ပြီးတမအားရှိရောအရှိအိမ်မပေါက်ကြနဲ့လားမောတယ်ဟုတ်ပေါ်ဒီတက်မှာပေါ့မအောက်မှာတစ်ဖွဲ့ဒူးချောင်နေတဲ့အဖွဲပါအောက်ကမောနေပြီပါတဲ့အနေထောက်ရှိုးဒီလိုက်လိုင်းနဲ့ငါကြောင်ချာချာနဲ့မလေးအိုးပျော်စရာကြီးပဲထိတ်မှအများကြီးပဲဒီနားမှာနားလို့ရတယ်ဒီနားလာဒီမှာနားလို့ရတယ်လားအိုးဒီနားတပုံရလို့ကောင်းတယ်ဒီနားမှာ view လားမောတယ်ကွယ်คือတပုံရပြီမလားကြောက်လို့မလဲချင်းချက်ဒီနားမှာရက်လိုက်လာမြန်လာကော့လိုက်ဘာလို့မရရကြောက်ကြတယ်မင်းတို့ဒီနားမှာရက်ရေးမတက်နဲ့တစ်ဖြတ်နာလာပြီလိတ်လို့လေးတွေနင်းနဲ့လာပါပြီလိတ်မိသားစုလေးတက်လာပါပြီတရွေ့နဲ့အေးလာပြီတယောက်လိတ်တကောင်တော့ပေါ်လာပြီနောက်ထပ်လိတ်တကောင်လာမယ်လိတ်မယ်အာပူတော့ဟိုဒီလင်ကရက်ဘယ်လိုလဲမတက်ကြည့်ပါအေးလေဒီခါလည်းပူနေတော့ဒီချာကင်နော်နှစ်ဖက်ကင်တာမဟုတ်လီမတစ်ဖက်တည်းနဲ့လုံနေလီမဖုန်းဖြင်ညာနဲ့ထည့်လိုက်ပြောနေနော်ဟဲ့မတက်နိုင်တော့ထင်တယ်အမလေးဇဲကပ်ပြီးအဲ့လေဇဲတော့မကပ်ပြီးနိုင်တော့ပါဟိုမှာကိုနဲ့ခလေးလေးဦးနဲ့ခလေးလေးရလဲဟိုမှာထည့်လိုက်ပါဆိုထည့်မယ်ဒီဆွဲတင်ဦးလေဒီလေးတက်နေတာချမ်းမလို့တာပါကြီးဒီမှာကြောက်လို့ဒီချိန်မှာသူတဲ့တော့ထုတ်ကြမလားမလေးရနေတော့တော့နိုင်တော့ခင်ဗျာနင်းလေးတွေပဲထိတ်မှနင်းလေးတွေပဲလာဟဲ့လေးတယောက်မှမလိုက်လာတော့ကိုတယောက်တည်းထိတ်ဆုံးကိုချီတက်နေပါတယ်ထိတ်ဆုံးရဲ့ရှုပ်ခင်းနေလိုက်တာပေါ်ရောက်တော့မယ်ရမောတယ်ဆွဲကပင်တောင်တက်နိုင်ဖို့ဆွဲကပင်လောက်မမြင်တဲ့တောင်အစမ်းတက်နေတာဖြစ်ပါတယ်